မင်္ဂလာပါ SNL crochet ကနေကြိုဆိုပါတယ်အခုတစ်ခါထိုးပြပေးမှာတော့အခုလိုချစ်ဖို့ကောင်းတဲ့ cute rabbit အယုတ်သေးလေးတွေ keychain size လေးတွေပေါ့နော်ထိုးနည်းလေးကိုထိုးပြပေးပါမှာဖြစ်ပါတယ်ကဲဒီ keychain size လေးကိုထိုးဖို့အတွက်လိုအပ်တာကတော့ဒီလို mid cotton 5 line ချုပ်အပ်3.3 mm အထထောင်ကကြီးဆီလီကွန်ဒါတွေလိုအပ်ပါမယ်နော်အခုစပြီးတော့ထိုးနည်းလေးကိုစာထုတ်ပြပေးမှာဖြစ်ပါတယ်အခုစပြီးတော့ထိုးပါတော့မယ်စာထုတ်ဖို့အတွက်ကွင်းရှင်းလေးလုပ်ပါမယ်ကွင်းရှင်းလေးကဒီလိုကျိုးတွေကိုင်ပြီးတပတ်လည်နေပြီးရင်ဒီအစက်ကလေးကိုဖိထားနိုင်ရပါပြီအခုတစ်ချက်ဆွဲပုံလေးတစ်ချက်ကြည့်ပါမယ်ဒီကွင်းရှင်းနှမ်းမှာတိုင်တို6တိုင်ထိုးပါမယ်အခုတိုင်တို6တိုင်ထိုးပြီးပြီဆိုရင်ဒီကြိုးစားလေးကိုဆွဲပါမယ်တင်းနေအောင်ဆွဲနိုင်မယ်နော်ပေါက်စီပါတယ်ပြီးရင်ဒီကြိုးစားအောင်အောက်ဖက်ထားပြီးတော့ဒီအရှိဆုံးကပေါက်နဲ့ရှက်ကော်ဆက်ပါမယ်ရှက်ခွက်ဆက်ပြီးရင်တော့ပုံလေးတစ်ချက်ကျင်မယ်ပြီးရင်တစ်ပေါင်းမှာ2တိုင်ထိုးပါမယ်တိုင်ပွားထိုးပါမယ်နော်အခုအဲ့အပေါက်ထဲမှာပဲ2တိုင်ထပ်ထိုးပါမယ်နော်နောက်တစ်ခါထပ်ပြပေးပါမယ်နော်တစ်ချက်ပြီးရင်အဲ့ပေါက်ထဲမှာပဲနောက်တစ်ချက်အဆုံးဒီထိုးပြီးပါပြီဆိုလို့ရှိရင်စုစုပေါင်း12ကွက်ရှိရမယ်နော်နဲ့4 6 8 10 12တန်း12တန်းပြီးပြီဆိုလို့ရှိရင်ရက်ကော်နဲ့ဆက်ပါမယ်ရက်ကော်နဲ့ဆက်ပြီးလို့ရှိရင်3တန်းမြောက်ကနေ5တန်းအထိကိုဒီတိုင်းတစ်ပေါက်တစ်တိုင်နှုန်းနဲ့ထိုးပေးသွားပါမယ်နော်အခု5တန်းပြည့်အောင်ထိုးသွားပါမယ်နော်ဒီဟာ1 2အခု3 4 5နောက်ထပ်3တန်းထပ်ထိုးသွားပါမယ်နော်5တန်းပြည့်အောင်ထိုးပေးသွားပါပြီနော်1 2 3 4 5 5တန်းပြည့်ပြီဆိုလို့ရှိရင်ကျိုးစားဖြတ်ချင်လည်းရတယ်မဖြတ်ချင်လို့ရှိရင်လည်းဒီလိုနဲ့ရှိရဆွဲပြီးဒီကောင်လေးမှာဖိထားပါအခုဒီပတ်တန်အတိုင်းပဲနောက်တစ်ဖက်ထပ်ထိုးပါမယ်နော်နောက်ကွင်းရှင်းနေတော့မယ်ဒီကျိုးကိုတစ်ပတ်လည်းနေပြီးတော့ဒီနားလေးဖိထားပါမယ်ဖိထားပြီးရင်တစ်ချက်ဆွဲဖုံးလေးတစ်ချက်ကြည့်ဒီပေါက်ထဲမှာတိုင်တိုး6တိုင်ထိုးပါမယ်နော်တဲ့နဲ့အခုဒီမှာတိုင်တိုး6တိုင်ထိုးပြီးပြီနော်ထိုးပြီးပြီဆိုလို့ရှိရင်ကျိုးစားလေးကိုဆွဲပါမယ်ဒီကျိုးစားလေးကိုဆွဲလိုက်ပါမယ်နော်ဒီကျိုးစားပါနော်တင်းနေအောင်ဆွဲပေးပါဆွဲပြီးသွားပြီဆိုလို့ရှိရင်နော်ရှက်ကော်ဆက်ပါမယ်ထိတ်ဆုံးပတ်နဲ့ဒါလေးကနေရွက်ထိုးနေရပါနော်အခုရှက်ခွက်ဆက်ပြီးပြီဆိုလို့ရှိရင်တော့တစ်ပေါင်းမှာ2တိုင်တစ်ပေါင်းမှာ2တိုင်လုံးနဲ့အဆုံးထိထိုးပေးသွားပါမယ်နော်တိုင်ပွားထိုးပါမယ်ဒီပထမဆုံးပေါက်မှာ2တိုင်ထိုးမယ်တစ်ချက်အဲ့ပေါက်ထဲမှာပဲနောက်တစ်ချက်ထပ်ထိုးမယ်နော်
အဆုံးဒီတိုင်းမဲ့ထိုးသွားပေးပါမယ်နော်စုစုပေါင်း12တိုင်းပြည့်တဲ့ဒီထိုးပါမယ်အခု12တိုင်းထိုးပြီးပြီနော်1 2 3 4 5 6 7 12တန်းပြည့်ပြီဆိုရင်ပထမဆုံးပေါင်းနဲ့ရှက်ကော့ပြန်ဆက်မယ်ရှက်ကော့ပြန်ဆက်ပြီးတော့ရှင်တော့တစ်ပေါက်မှတစ်တိုင်းနှုံးနဲ့ပဲအဆုံးထိထိုးသွားပေးပါမယ်နောက်တစ်တန်းအခု9တန်းပြည့်အောင်ထိုးပါမယ်အခု2တန်းထိုးပြီးပြီဆိုတော့နောက်ထပ်3တန်းထပ်ထိုးပါမယ်နော်တစ်ပေါက်မှတစ်တိုင်းနှုံးနဲ့တစ်ပေါက်မှတစ်တိုင်းနှုံးနဲ့နောက်3တန်းထပ်ထိုးပါမယ်နှစ်ခုရလာခဲ့ပြီဆိုလို့ရှိရင်တော့ဒီကွင်းလေးတွေကိုအကူပြန်ထည့်မယ်ထည့်ပြီးဒီအလဲကျိုးစာလေးကိုဆွဲလိုက်ပါမယ်ဆွဲပြီးတော့ဒီလိုရသွားပြီဆိုလို့ရှိရင်ဒီအပေါက်ထဲဝင်ပါမယ်ဒီပထမဦးဆုံးပေါက်ပေါ့နော်အပေါက်ကနေတစ်ချက်ဆွဲမယ်အခုဆိုကွင်း3ကွင်းရှိပါမယ်နော်ကွင်း3ကွင်းကိုတစ်ချက်တည်းဆွဲပါမယ်1 2 3ဒီလိုရသွားပါမယ်နော်ဒီလိုပုံစံလေးဖြစ်နေပါမယ်ဒီလိုရသွားပြီဆိုနောက်တစ်ပေါက်ထပ်ထိုးပါမယ်စုစုပေါင်း12ချက်ထိုးပါမယ်နော်2ချက်3ချက်4ချက်5ချက်6ချက်9ချက်10ချက်9ချက်10ချက်11ချက်12ချက်အခု12ချက်ထိုးပြီးပါမယ်နော်12ချက်ထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ပေါက်ကိုသွားပါမယ်နော်ဒီပထမဆုံးပေါက်ကနေတစ်ချက်ဆွဲမယ်ဒီလိုကွင်း2ကွင်းရှိနေပါမယ်နော်အဲ့ဒါကိုတစ်ချက်တည်းထပ်ဆွဲပါမယ်1 2တစ်ချက်အခုဒီဘက်အဆုံးထိကိုပြန်ဆွဲပေးပါမယ်နော်စုစုပေါင်း12ချက်ရှိရပါမယ်နော် sorry မှားလို့ဒီဘက်အဆုံးထိပြန်ထိုးပေးရပါမယ်နော်စုစုပေါင်း12ချက်ထိုးပါမယ်နော်အခုတစ်ချက်ထိုးပြီးပြီဆိုတော့နောက်ထပ်17ချက်ထပ်ထိုးပါမယ်အခုနောက်ထပ်17ချက်ထိုးပြီးပြီဆိုလို့ရှိရင်ဒီခုနစခဲ့တဲ့နေရာပြန်ဝိုင်းเนาะဒီစခဲ့တဲ့နေရာကိုရှက်ကော်နဲ့ဆက်ပါမယ်နေရွယ်နှစ်ခုလုံးဆက်ပြီးပါမယ်เนาะဆက်ပြီးပြီဆိုလို့ရှိရင်နောက်ခန္ဓာကိုယ်ပိုင်းကိုဆက်သွားပါမယ်ခန္ဓာကိုယ်ပိုင်းကိုဆက်မသွားခင်မှာသိတဲ့အချက်နှစ်ခုလေးကိုပြောပြပါမယ်တိုင်တိုဆိုတာတစ်ပေါက်ထဲမှာတစ်တိုင်ထိုးတာဖြစ်ပြီးတော့တိုင်ပွားဆိုတာတစ်ပေါက်ထဲမှာနှစ်တိုင်ထိုးတာဖြစ်ပြောတာဖြစ်ပါတယ်เนาะအခုအိုင်နီလေးကိုသုံးမှဖြစ်တာကြောင့်ကြိုပြီးပြောပြပေးတာဖြစ်ပါတယ်အခုဖမီတစ်ချက်ကြည့်ပါမယ်ဖမီတစ်ချက်ကြည့်ပြီးရင်တော့တိုင်တိုတစ်ခါထိုးမယ်ပြီးလို့ရှိရင်တိုင်ပွားတစ်ခါထိုးမယ်တိုင်ပွားကတစ်ပေါက်ထဲမှာနှစ်တိုင်ထိုးတာခေါ်တာပါเนาะအခုနောက်တစ်ခါတိုင်တိုထပ်ထိုးပါမယ်ပြီးလို့ရှိရင်တိုင်ပွားတစ်ခါထပ်ထိုးပါမယ်ဒီပုံစံတိုင်းအဆုံးထိထိုးရပြပါမယ်နော်စုစုပေါင်းအားလုံးထိုးပြီးတဲ့ချိန်မှာဆိုရှင်တော့စုစုပေါင်း36တိုင်ရှိနေပါမယ်နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးရလာပါမယ်နော်ဒီလိုကောက်ကောက်လေးထွက်အဲဒီပုံစံတိုင်းကိုတစ်ပေါက်တစ်တိုင်နှုံးနဲ့နောက်ထပ်9တန်းထပ်ထိုးပေးပါမယ်နော်တိုင်တိုနဲ့ပဲသွားပါမယ်နော်နောက်ထပ်စုစုပေါင်း9တန်းထပ်ဆက်လက်ထိုးပါပါမယ်ထပ်9တန်းထပ်ထိုးပြီးတာစုစုပေါင်း12တန်းရမယ်နော်2 4 6 8 10 12တန်းပြီးပြီဆိုရင်နောက်ထပ်တစ်ပေါက်တစ်တိုင်လောက်တန်တိုနဲ့နောက်တစ်တန်းထပ်ထိုးပါမယ်နော်
တိုင်တိုကြီးပဲနောက်တစ်တန်းထပ်ထိုးပါမယ်အခုဒါဆိုရင်စုစုပေါင်း73နဲ့ရပြီနော်2 4 6 8 13နဲ့ရပြီဆိုလို့ရှိရင်တော့တိုင်ဆလျှော့ပါမယ်တိုင်တို2ခါတိုင်လျှော့တစ်ခါနှုံးနဲ့သွားပါမယ်ဖော်မီတစ်ချက်ချေလျှော့ပါမယ်နော်နှစ်ပေါက်တိုင်တို2ခါတိုင်လျှော့တစ်ခါနှုံးနဲ့သွားပါမယ်အခုတိုင်တို2ခါရင်ထိုးပါမယ်အခုတိုင်ဆလျှော့ပါမယ်နော်တိုင်ဆလျှော့တဲ့အခါမှာဒီလိုတစ်ပေါက်လုံးကိုမယူဘဲနဲ့ဒီလိုအပြင်ဘက်တစ်ချမ်းလေးကိုပဲယူပါမယ်နော်ပြင်ဘက်တစ်ချမ်းအောင်ပဲယူတစ်ချက်ဆွဲပြီးနောက်တစ်ပေါက်ထပ်သွားမယ်ပြင်ဘက်တစ်ချမ်းပဲယူတစ်ချက်ဆွဲအခုဒီလိုကွင်းသုံးခွင်းရနေပါမယ်နော်ဒီလိုကွင်းသုံးခွင်းရပြီဆိုလို့ရှိရင်တောင်းခွင်းလောက်တစ်ချက်တည်းထပ်ဆွဲပါမယ်ဒီပုံစံတိုင်းအဆုံးထိသွားပြပါမယ်နော်တိုင်တိုနှစ်ခါတိုင်လျှော့တစ်ခါနှစ်ပေါက်ကိုတိုင်တိုနှစ်ခါတိုင်လျှော့တစ်ခါထိုးပြီးပြီပထမဆုံးပေါက်နဲ့ရှက်ကောဆက်ပါမယ်အခုရှက်ကောဆက်ပြီးပြီဆိုလို့ရှိရင်နောက်တစ်တန်းကိုတိုင်တို3ခါတိုင်လျှော့တစ်ခါထိုးပါမယ်တိုင်တို3ခါထိုးဖို့အတွက်ဖုံမီတစ်ချက်ကျပြီးရင်တိုင်တို3ခါနှစ်ချက်3ချက်ပြီးပြီဆိုတိုင်ဆလျှော့ပါမယ်အပြင်ဘက်ကိုပဲယူပါမယ်နော်ဒီအပြင်ဘက်ကိုဒီလိုတစ်ခုလုံးမယူနော်ဒီအပြင်ဘက်ကိုတစ်ချက်ဆွဲနောက်အပြင်ဘက်တစ်ချက်နဲ့ပဲယူမယ်တစ်ချက်ဆွဲပြီးလို့ရှိရင်3ခုပေါင်းတစ်ချက်ထပ်ဆွဲပါမယ်အခုနောက်တစ်ခေါက်ထပ်ထိုးမယ်တိုင်တို3က1နဲ့3အခုတိုင်တို3ကပြီးပြီဆိုတော့တိုင်လျှော့တစ်ခါထပ်လာမယ်တစ်ချက်ဆွဲနှစ်ချက်ဆွဲကွန်းတော့ကွန်းအောင်တစ်ချက်ထပ်ဆွဲပါအဆုံးဒီတိုင်းထိုးပြီးသွားရပါမယ်အခုတိုင်တို3ကတိုင်လျှော့တစ်ခါထိုးပြီးပြီဆိုရက်ကော့ထပ်ဆက်ပါမယ်အခုနောက်နှစ်တန်းကိုကတိုင်တိုတစ်ခါတိုင်လျှော့2ခါနှုံးနဲ့နောက်နှစ်တန်းထပ်ထိုးပေးပါမယ်နော်ဗောမီတစ်ချက်ချေတိုင်တိုတစ်ခါအခုတိုင်လျှော့တစ်ခါတိုင်လျှော့ကိုနောက်တစ်ခေါက်ထပ်ပြောပေးပါမယ်နော်တကွင်းတော့မယူပါဘူးတစ်ချမ်းအောင်ပဲယူပါမယ်နော်နောက်တစ်ခေါက်တိုင်တိုတစ်ခါတိုင်လျှော့တစ်ခါနောက်တစ်တန်းလည်းဒီပုံစံတိုင်းထိုးပေးရပါမယ်နော်စုစုပေါင်း2တန်းထိုးပါမယ်နော်အခုတစ်တန်းနဲ့နောက်တစ်တန်းနဲ့စုစုပေါင်း2တန်းပါနော်တိုင်လျှော့တစ်ခါတိုင်တိုတစ်ခါတစ်တန်းထိုးပြီးပြီနော်နောက်တစ်တန်းမစခင်မှာဆီလီကွန်လေးတွေထည့်ပါမယ်ဆီလီကွန်နည်းနည်းချင်းစီထည့်ပေးပါနော်အများကြီးထိုးထည့်လို့ရှိရင်ထည့်ရအဆင်မပြေတော့ဖြစ်နိုင်မယ်ဆိုလက်နဲ့မထည့်နိုင်တဲ့လူကဇာကနာလေးကိုသုံးပြီးထည့်လို့အဆင်ပြေပါနော်ဒီနေရွက်လေးထိထိုးထည့်ပေးရပါမယ်နော်တင်းနေအောင်ထည့်ပေးပါရှင်တင်းနေအောင်ဆိုရင်လည်းအနေတော့တင်းအောင်လားပေါ့အရန်တင်းလို့ရှိရင်လည်းဖောင်းဖောင်းကကဖြစ်နေတော့ကြည့်မလားလို့ပါနော်အခုထည့်ပြီးပြီဆိုလို့ရှိရင်နောက်တန်းကိုဆက်သွားပါမယ်နော်ဆီလီကွန်လေးတွေကအနားမှာပဲယူထားပါအောင်နော်ပိတ်ခံနေကြရင်နည်းနည်းလေးထည့်ဖို့လိုပါမယ်နော်အခုနောက်တန်းကလည်းပထမအရှိမပြောသွားသလိုပဲဒီတိုင်တိုတစ်ခါတိုင်လျှော့တစ်ခါ2တန်းထိုးရမှာဖြစ်တဲ့အတွက်အခုတန်းထိုးပြီးပြီဆိုနောက်တန်းကိုဒီတိုင်းထပ်ထိုးပါမယ်နော်တိုင်တိုတစ်ခါတိုင်လျှော့တစ်ခါနောက်နဲ့နောက်တန်းထပ်ထိုးပါမယ်အခုတိုင်တိုတစ်ခါတိုင်လျှော့တစ်ခါနောက်တစ်တန်းထိုးပြီးချိန်မှာရှက်ကောဆက်ပါမယ်အခုနောက်ဆုံးပိတ်ရောက်သွားပါပြီနော်ဒီနောက်ဆုံးပိတ်လေးကိုကကြတိုင်လျှော့ကြီးပဲအကုန်လုံးထိုးရပါမယ်နော်တိုင်လျှော့ကြီးပဲပချလဲထိုးရပါမယ်ဖော်မီတစ်ချက်ကျအပြင်ဘက်တစ်ချမ်းပဲယူပြီးနောက်ထပ်အပြင်ဘက်တစ်ချမ်းဝင်းသုံးခွင်းကိုတစ်ချက်တည်းဆွဲနောက်တစ်ချက်
အဆုံးထိဒီတိုင်းပဲထိုးပေးရပါမယ်နော်အခုတိုင်လျှော်ကြီးပဲထိုးပြီးတဲ့ခါမှာဒီလိုလေးရပါမယ်နော်ဒီလိုလေးရတဲ့အချိန်မှာဒီနားလေးမှာဒီလိုခြောင်နေပါနော်ခြောင်နေတဲ့နေရာကိုဆီလီကွန်လေးတွေထပ်ဖြည့်ပါမယ်ဒီစီဒီအပေါက်ကျင်းတဲ့အတွက်ဇာကနာလေးနဲ့ထဲမှာအဆင်ပြေမှာပါနော်ဒီဇာကနာလေးထဲဖို့အဆင်မပြေတဲ့လူတွေကတော့ခုနကအဆင်မှာကလေးကစီလီကွန်တက်နိုင်တဲ့လောက်တိတ်ပြီးတော့ထည့်လိုက်ပါနော်အဲ့ဒါဆိုရင်တော့အဆင်ပြေပါတယ်နော်ဆီလီကွန်လေးကိုဗတ်မြောက်အောင်လေးတော့ထည့်ပေးပါနော်မညီမညာလေးဖြစ်သွားမှာဆိုလို့ပါအခုဒီလိုရပြီဆိုလို့ရှိရင်နော်ချက်ကော်လေးနဲ့ဆက်ကျိုးစားဖြတ်ပါမယ်နော်ကျိုးစားကိုနည်းနည်းလေးရှိရှိလေးအတချောင်းစာတော့ဖြတ်ပါမယ်နော်အတချောင်းစာဆိုတာချုပ်ဝက်ကလေးအတချောင်းစာပါနော်ဒီလောက်ဆိုရပါပြီနော်ရပြီဆိုဒီကျိုးစားလေးကိုစတက်ပါမယ်ဒီလိုအပြင်ဘက်ဒီတိုင်လေးတွေကိုပတ်ပြီးတော့ကျိုးစားလေးကိုတင်းအောင်ဆွဲလိုက်ပါမယ်နော်အခုဒီဟာလေးဒီအစလေးကိုဒီတကွက်ကြော်စီမှာဆွဲထားတဲ့အတိုင်းတင်းအောင်ဆွဲလိုက်ပါမယ်နော်ဆွဲပြီးရင်တော့ဒီအပေါက်လေးထဲကနေပြန်ပြီးထိုးထည့်ပါမယ်အကိုဘယ်ပဲညွန်ရတယ်နော်ကိုစင်ပြဘက်ကိုညွန်နော်အခုဆိုရင်တော့လက်ကူလင်းမြန်လွန်းလာတယ်လာချစ်စရာကောင်းတဲ့ယုံထိုးနည်းတွေကိုရပါပါမယ်နော်အခုယုံပုံစံလေးထွက်လာပြီဆိုတော့မျက်နှာပုံလေးကိုဆက်ဖော်ပါမယ်နော်မျက်စိလေးတက်ပြီးပြီဆိုတော့နှာခေါင်းလေးနဲ့ဒီမွေးလေးတွေတက်ပါမယ်နော်အဲ့ဒါတွေတက်ဖို့အတွက်ကချီမြင်လေးကိုသုံးပါမယ်နော်ချီမြင်လေးသုံးဖို့ကအလွယ်တကူမရနိုင်ဆိုရင်မကော့တော့နှစ်ချမ်းခွဲပြီးတော့မကော့တော့နှစ်ပင်ဘူးလေးကိုသုံးပါမယ်နော်အခုအတဲထဲပါမယ်အခုဒီနှာခေါင်းလေးကိုရင်ပုံဖော်ပါမယ်နော်ဒီနှာခေါင်းလေးကဒီကြားလေးထဲကနေဖော်ပါမယ်နော်ဒီအပေါက်ကလေးရဲ့ထဲဝင်ဒီအပြင်ဘက်လေးမှာဒီကျိုးစားလေးနည်းနည်းခြံထားပါမယ်နော်အစတက်ဖို့တော့ပါပြီးရင်ဒီပေါက်လေးထဲနဲ့ပြန်မယ်ဘယ်ဘက်ကနေထွက်တော့ကိုယ်အဆင်ပြေဘက်ကိုထိုးလိုက်ပါနော်အဲ့လိုကချီလဲပို့ခိုင်းတာကြောင့်ပါအခုဒီလိုရပြီဆိုရင်နောက်တစ်ချက်ထပ်အခုဒီအလဲပေါက်လေးကိုသွားပါမယ်နော်အခုဒီအောက်ကလေးကိုပြန်ထောက်ဝင်မယ်ရမမီရွှေပေးမှတဲလို့ရလေးကိုဆက်လုပ်မယ်နော်ဒီလိုကိုမမှန်းတတ်ဘူးဆိုရင်ဒီလိုမင်းတစ်စောင်းလေးချလိုက်ချပြီးတော့အဲ့ကိုတစ်စောင်းဖြစ်တဲ့နေရာလောက်ကနေအပေါက်ကိုထိုးပြီးတော့ဒီမှာနောက်တစ်ခုတခါတည်းဒီလိုလေးလုပ်လိုက်ပါအခုဒီကနောက်ဆုံးချက်ဆိုဒီအပေါက်လေးထဲကနေခြေစားပြန်ထွက်မယ်အဲ့လိုရအောင်ဆိုဆွဲလိုက်ပါမယ်အခုအဆုံးထိလုပ်ပြီးပြီဆိုလို့ရှိရင်တော့ခြေလိုက်ပါရမယ်နော်နှစ်ခေါက်ခြေပါမယ်နော်အရင်အတင်းမတင်းတင်းခြေပေါ့နော်အဲ့လိုရပြီဆိုလို့ရှိရင်တော့ဒီမှာခြေစားလေးကိုဖြတ်ပါမယ်အကလေးနဲ့ထဲကိုပြန်သွင်းလိုက်ပါမယ်အခုဆိုရင်တော့ချစ်စရာကောင်းတဲ့ယုံကလေးကိုရပါပြီနော်အဆုံးထိချူပေးတဲ့အတွက်ကျေးဇူးပါ